တော်ရှာလိုက်ရမှထင်နေတာ မရှားပါဘူးမေးရတာလွယ်တယ်ပထမတော့ဥရှင်ပြောကြီးအိမ်တိလားဆိုတော့ဒီနားတွေကဇဝေးဆိုတာဖြစ်နေတာတိလားဦးလေးဦးလေးဥရှင်ပြောမလား ဟုတ်တယ် ပြီးတော့မှလေဟိုတလောတို့ဖဲရှုံးပြီးတော့အိမ်ပေါင်ထားပြီးတော့လေခုပြန်ရွေးသွားတဲ့အိမ်ကဘာတူလဲဆိုတော့မှဟာတိရတိရဆိုပြောလိုက်တယ်တဲနာပဲ ဟိုပစ္စည်းလေးဝယ်ခိုင်းလိုက်တာပါဒါကလည်းဦးလေးကိုကျွန်တော်ကကြောကျင်လို့ဆိုပြီးတော့အားရှိမဲ့အစားအစာလေးကိုကြီးဆိုတာလေ ဒုက္ခရှာလို့ရတယ် ဟုတ်ကဲ့ပါဦးလေးတို့အသီးလေးတွေပါဟုတ်ကဲ့အဲ့ဒါဦးလေးစား အားရှိအောင်လို့ ပြုတ်ဟင်သူ့ဘာလေးဝယ်တော့ အသီးနံဆိုလို့အသီးပဲရတယ်အနှံတွေကမထွက်သေးဘူးလေအခု ငါဝယ်ခိုင်းလိုက်တာလိမ္မော်သီးတို့ပန်းသီးတို့တပြစ်သီးတို့လူကြီးစားဖို့ဝယ်ခိုင်းလိုက်တာဒီခရမ်း မောလေးနေပါစေကွာ ရပါတယ်ဒါလည်းလူကြီးစားလို့ရတယ်လူကြီးနဲ့တဲ့ပါတယ်ကြော့ဒါကညီမလေးယူလိုက် ဘာဆိုင်လဲလို့ မဟုတ်လေတခွားသီးတို့စားချင်လားလို့ ရုပ်ပရိသီတို့ပါတယ် ပါတယ်ကုန်ပါတယ်ရောဒါတာမြာသီးဦးလေး ဟာ ကြော့ဟုတ် ဦးလေးကျွန်တော်ဦးလေးစားဖို့ဆိုပြီးတော့လေအဲ့လိုလိမ္မော်သီးတို့ပန်းသီးတို့တပြစ်သီးတို့ ဩ တပြစ်သီးနဲ့ ဒု လေ က္ခမချပါနဲ့ဒါလည်းမရိုးပလား အဲ့လူငေါ့ကိုပြောလိုက်ဘူးလေလိမ္မော်သီး မကြောက်တဲ့ကုန်ပဲကွာ ဒါပြန်ပြီးဦးလေးကျွန်တော်ခေါ်တော့ မ ပြန် မ တယ် မရှက်ရှက်ရှက် ဒုက္ခမချပါနဲ့ဒါလည်းမိသားစုကချက်ပြီးစားရပါ နှုံတာဦးလေးနှုံတာ ကျွန်တော်နှုံနာမကျွန်တော်ရိုးသားပဲနေတတ်တာဦးလေးစိတ်သွန်းနေတော့ဦးလေးနော်တော့တော့ ကားပါကွာဒါတွေလည်းသုံးတယ်ပါလေ ဟုတ်ကဲ့ပါမင်းသားတယ်ကျွန်တော်တငယ်ချင်းကဦးလေးသမီးနဲ့ညာတော့မှလေမင်းသားတယ်ဦးလေးရက်ွက်ထမှာတော့ဦးလေးတကယ်မွေးတာလဲရှုံးလို့တဲ့အိမ်ပေါက်တာဆွေချိုးချမလို့လုံသေးဆိုလားအခုပြန်ရွေးလိုက်တယ်ပြန်ရွေးလိုက်တယ်အပြန်နိုင်တာလားဟလားဦးလေးပြန်နိုင်တာ နေစမ်းဘာဖြစ်နေလို့နေစမ်း အဲ့ရ ဟုတ်ကဲ့ ကျွန်တော်တကယ်ကြီးတော့ပူးနေတယ်ဦးလေးကျွန်တော်တကယ်ကြီးကဦးလေးသမီးကိုရိုးမြေကြချစ်မှာကျွန်တော်ဒီဘက်ကကျွန်တော်တော ဒါ င်း လို့နေတာလေအဲ့ဒါပဲမောင်ကြီးကအဲ့ဒါ ကျွန်တော်တကယ်ကြီးတိတ်တိတ်စားကြီးတာအရင်တယောက်နဲ့ကွဲတော့ကျွန်တော်ကြောင့်ကွဲတာအမှန်တကယ်ဆိုလို့ရှိရင်သူကညားမှာဟိုတိတိမုံတော့ခိုးညားနေရလားမသိဘူးကျွန်တော်ကဟွာပေါ့ကျွန်တော်ကြောင့်ကျွန်တော်နှုံတဲ့ခါ ဟဲ့သမီးအရင်တယောက်နဲ့ညားမလို့တော့ဖြစ်သေးဒါသမီးမသိဘူးလားဒါတွေကို အမမညားမလို့ဖြစ်တယ်လို့ပြောတော့ညားမညားတော့ကျွန်တော်လည်းသိချာမသိလိုက်ပါဘူး အခုကျွန်တော်ဒီတက်ရွယ်တော့ဒီတက်ရွယ်ပေါ့ဦးလေးရဲ့ရီးသားတော့ရှိပါတယ်အဲ့လိုလို့ကျွန်တော်တို့ကျူးကျူးလို့ ကျွန် လို့ တော် မှာ ပြောနေတာအဲ့တယောက်နဲ့ကွဲတယ်ဆိုတာကျွန်တော်နှုံလို့ပြရတာဟို तू သစ္စာမဲ မင်း လို့ မစင်းနဲ့တော့လို့ ဟဲ့ဗျာဒီလိုလုပ်ကွာဟိုငါလည်းငယ်ရကြည့်တာပဲ ဟုတ်ကဲ့ ငါလည်းဒီသမီးလေးတယောက်ပဲရှိတယ်နော်မမယွင်အဖြစ်မခံနိုင်ဘူး ကျွန်တော်ဘာမှလည်းမဖြစ်ခဲ့ပါဘူး မဖြစ်တာဒါ ဒါနဲ့ဖြစ်သွားနိုင်တယ် နေအောင်လို့ ဟုတ်ကဲ့ကြောက်ပါဦးလေး မင်းတော့ငါသမီးကိုလိမ့်ညာယူဖို့မကြိုးစား ကျွန်တော်မယူပါဘူးဦးလေး မရှိဘူးတဲ့တွေ့လားအဲ့တော့မယူတော့ မယူဆိုတော့လိန်ညာပြီးမယူဘူးလို့ငါပြောတာမင်းနေလေးနေပါလားကွာငါတောင်းပါပါတယ်ကွာ တောင်းမှန်ပါတယ် ဟို နင်တော့သမီး ဖေတမမသိပါဘူးအဲ့လောက်ကြီးသူတို့ညာ မညာမခဲ့ပါဘူးမညာ ညာတော့မညာဘူး သူပြောတာညာတယ်တဲ့ မညာခဲ့ ကျွန်တော်လည်းသိချာတော့မသိဘူးညာမညာတော့မသိ မ ဘူး သိတော့မေးပါကြပြောနေရတော့လို့ငါအစ ကျွန် င် တော်ကြောင့်ကွဲသွားတာလို့ပြော ကိုလည်းကိုကမဒီမှာရဟိုငါလည်းသမီးတယောက်ကပြက်ပြက်ပဲပြောမယ်နော်ဟိုငါမင်းကိုစောင့်ကြည့်အောင်မယ်နော်စောင့်ကြည့်အောင်မယ်ဒါမျိုးကအဟင်းရကစုံမဟုတ်ဘူးကွာ ဟုတ်ကဲ့ပါ နော်ဟိုပြန်ပြုတ်ပြင်လို့ရတဲ့အရာမျိုးမဟုတ်ဘူး ဟုတ်ကဲ့ နော်ဟိုမင်းခိုင်လုံတဲ့အကျင့်စာရိတ္တလူဟာအကျင့်စာရိတ္တအရေးကြီးဆုံးပဲကွာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဆင်းရဲတာချမ်းသာတာထားငါသမီးလေးညားတဲ့လူသစ္စာရှိရိုးရိုးသားသားလူဖြစ်စေခြင်းနဲ့အဲ့ဒါကြောင့်မင်းကငါစောင့်ကြည့်မယ်လောဆယ်ဘောမလို့နိုင်ဘူးသမီးဘယ်လိုလဲပြော တမီးအဖေစကားကိုနားထောင်ပါပါအဖေနဲ့တမီးနဲ့နှစ်ယောက်တည်းရှိအောင်ဆိုတော့အဖေစကားဒါပဲ ကျွန်တော်တို့ဘက်ကလည်းစောင့်ကြည့်မှာဦးလေးနောက်တစ်ခါဖေးထက်ရှုံးမယ်ဆိုရင်ကျွန်တော်တို့အဲ့လိုရောက်မှမနေစမှာသူမတူဘူး ကျွန် လေ တော်မယူနဲ့ဟာနေလာတော့ အဖေကိုရှင်းပါပြတယ် မစကောပိတ်ထားလိုက်ပါတော့ကွာဦးလေးအဲ့ဒါကျွန်တော်ပြန်လိုက်ပါဦးနော် ပြန် ဟုတ်ကဲ့ ဦးလေးဘူးသီးတွေမစားချင်ပြန်ယူ နေတော့ပြောနေတယ်ကွာငါလုံးချင်တာကွာ ပြန်မှာ ရှင်းနေခေါ်ပါ ဟုတ်ကဲ့ဦးလေးတွေ့ပြီမင်းနဲ့ငါနဲ့တွေ့ပြီ